မူလအယူကိုလည်းတံပတ္တတာတိကမေဝတံပတ္တတာတိကမေဝနဲ့မလိမ့်တပတ်ပြောပြီးမူလအယူကိုလည်းမစွန့်နောက်တစ်ခါမိစ္ဆာအယူထပ်ပြီးတော့ယူကြအဲ့ဒီလိုပုဂ္ဂိုလ်တွေကလောကမှာသိပေါ်တာလေအယူကိုစွန့်မိစ္ဆာအယူကိုစွန့်သွားတဲ့ပုဂ္ဂိုလ်တွေတဲ့မူလမိစ္ဆာအယူကိုမစွန့်မဲ့နောက်ထပ်မိစ္ဆာအယူကိုထပ်ပြီးယူတဲ့ပုဂ္ဂိုလ်တွေကလောကမှာသိပေါ်တယ်ဟဲ့အာတောခောတိအတ္တိဝဒနာတနုဟိတနုတရာလောကသမိန်ကြီးဧဝမဟန္တုတံပတ္တဓာတိကမေဝတံပတ္တဓာတိကမေဝတိတေသင်္စေဝဒိဋ္ဌိံပဒဟန္တိအင်းဉ္စာဒိဋ္ဌိငဥပါတိယံတိအဂိဝဒနာအဂိဝဒနာအနွယ်၌ဖြစ်သောတကားပရပိုက်ယေအမတ်မထင်အကျဉ်သို့သောဝါဒရှင်တို့သည်တံပတ္တတာတိကမေဝတံပတ္တတာတိကမေဝတိသင်လိုပဲထိုကျွန်ုပ်ပြောတဲ့စကားလဲထိုတို့သဘောရှိပြီးဖြစ်သွားမှာပေါ့ထိုကျွန်ုပ်ပြောသမျှစကားတွေလည်းပဲထိုသဘောရှိပြီးဖြစ်သွားမှာပေါ့လို့မလိမ့်တဲ့ဘဧဝံဤတို့အာဟံတုပြောဆိုကြကုန်၏ဝါဒစစ်ပွဲပရိက္ခဘိုးဘုံမှာဆင်နွှဲတဲ့အခါကျတော့မလိမ့်တဲ့ဘမထွက်တာမရှောင်တာတော့တံပတ္တဓာတိကမေဝကျုပ်ဒီလိုယူရင်ဒီစကားတွေဒီလိုဖြစ်ကုန်မှာပေါ့အဲ့ဒီလိုမလိမ့်တဲ့ဘပြောကြတဲ့ပုဂ္ဂိုလ်တွေအများကြီးအဲ့ဒီအများကြီးတွေကနေပြီးတော့ဒီထိုမလိမ့်တဲ့ဘပြောဆိုကြတဲ့မိစ္ဆာဝါဒရှိကြတဲ့ပုဂ္ဂိုလ်တို့တွင်ဒီထိုမလိမ့်တဲ့ဘမိစ္ဆာဝါဒပြောဆိုကြတဲ့ပုဂ္ဂိုလ်တို့သည်တင်းစေဝဒိဋ္ဌိံပဒဟန္တိထိုမူလအယူကိုလည်းစွန့်ရ၏အင်းဉ္စာဒိဋ္ဌိငဥပါတိယံတိအခြားမိစ္ဆာအယူတစ်ခုကိုလည်းမဆွဲယူကြကုန်အတော်ထိုမိစ္ဆာအယူကိုမစွန့်ရသောပုဂ္ဂိုလ်တို့အားလောကသမိန်လောက၌တေထိုမူလယူရင်းမိစ္ဆာအယူကိုလည်းစွန့်နောက်တစ်ဖန်မိစ္ဆာအယူကိုလည်းမယူတဲ့ပုဂ္ဂိုလ်များသည်တဏှုနေပါစကုန်၏ဥပ္ပမြက်ပေါက်မပြောတော့ဘူးဟာတဏှုတရာမြဲဆိုမှသိမ့်နေတာတဏှုတရာနေဆိုမှသိတ်ကိုနေတယ်အကိဝဒနာအေးမင်းလိုပဲမလိမ့်တပတ်ပြောပြီးတော့မိမိရဲ့မိစ္ဆာအယူကိုအပြစ်မြင်ပြီးစွန့်အခြားမိစ္ဆာအယူတစ်ပါးကိုလည်းပဲထပ်မယူတဲ့ပုဂ္ဂိုလ်ကလောကမှာကွယ်မိစ္ဆာအယူတွေကိုထပ်တလဲလဲယူတဲ့ပုဂ္ဂိုလ်အောက်နင်းတယ်ဟိအရေးအတွက်တင်ချာဥပ္ပမြက်ပေါက်မပြောတော့အောင်နင်းလာတာသိကူနင်းလာမယ်တဏှုတရာဆိုတာထပ်ပြီးတော့နေတဲ့နေတာကိုပြောဒီတော့မှမြတ်စွာဘုရားကအဲ့ဒီဝဒနာဒီကနခခေါ်တဲ့ဒီပရပိုက်ဟာသူရဲ့ဥစ္စေဒဝါဒကိုအခုကောင်းကောင်းကြီးမပြောဘူးဖုံဖုံဖွက်ဖွက်လုပ်နေတယ်ဒီတော့သူ့ဝါဒကိုငါဖရာကချီးမွမ်းကြောင်ပြုလုပ်ပေးလိုက်ရင်သူဧကန္တသဘောကျပြီးတော့သူ့ဝါဒသူထင်စွာပြတယ်မြတ်စွာဘုရားကသူ့စကားဆွဲနှုတ်မယ်အဲ့ဒီနေရာကိုထားလိုက်ပါဦးဘုန်းကြီးတို့စာပေထဲမှာမြတ်စွာဘုရားကြတော့အာတယနုတယညာဆိုတာရှိအဲ့ဒီအာတယနုတယညာဆိုတဲ့နေရာမှာအာတယသိကိုအရင်ကြည့်ဘုရားမှသိအာတယကိုသိရဆိုတာဘုရားမှသိအာတယဆိုတဲ့ပါဠိစကားကိုနားလည်အောင်ပြောကြစို့သံတရားဝတ်ထဲမှာကျင်လည်နေကြတဲ့လူတရားဆိုကြလူတရားတော့အများကြီးပေါ့အဲ့ဒီလူတရားဥ
ဥပမာအားဖြင့်တောထဲကသားသမင်ကလေးသည်တနေ့လုံးအဖို့အရှိအနောက်တောင်မြောက်အစာအာဟာရရတဲ့နေရာလှည့်လေကျက်စားတယ်နေဝင်လို့ခဏအစာရှာမှုငါရက်နာတော့မယ်ဆိုရင်အရှိသွားလေအရှိကနေပြီးတော့သူ့ခြုံပုတ်ကလေးအရောက်ပြန်လာတယ်အနောက်သွားလေအနောက်ကတောင်သွားလေတောင်ကမြောက်သွားလေမြောက်ကသူ့ခြုံပုတ်ကလေးကိုတော့အမြဲပြန်ရောက်အောင်လာအဲ့ဒီသူ့ခြုံပုတ်ကလေးဒီသူရဲ့ကိန်းကျော်ရာမိခအာတယသာသမင်ရဲ့ကိန်းကျော်ရာအာတယခေါ်တယ်ထို့အတူပဲသံတရားဝတ်ထဲမှာကျင်လည်နေကြတဲ့တတ္တဝါတို့ရဲ့စိတ်ကြီးဘူးသောသားကောင်ကလေးလည်းပဲတနေ့အဖို့ညာမှာအရှိအနောက်တောင်မြောက်ပရိယေသနအတွက်စီးပွားဖြစ်မဲ့နေရာတွေကိုစိတ်ကြီးဘူးသောသားကောင်ကလေးတနေ့လုံးကျင်လီနှီးပြီးတော့ကျက်စားပြီးတော့ခဏအဖို့ငါအလုံးနားပြီဆိုရင်တန်တရားကိုကျင်လည်နေကြတဲ့တတ္တဝါတို့ရဲ့စိတ်ကြီးဟူသောသားကောင်ကလေးသည်အာတယဆိုတဲ့ကိန်းကျော်ရာခြုံပုတ်နဲ့တူသောဓာတ်ကိုလာပြီးတော့ပြောတယ်အဲ့ဒီအာတယဆိုတဲ့ကိန်းကျော်ရာဓာတ်က2မျိုးရှိပညာအာတယဒိဋ္ဌိအာတယလူတရားဆိုရင်လူတစ်ချိတ်လောက်ပညာအာတယရှိတယ်ဒါအာနာပါနာပေါ့အကောင်းဘက်ကိုခဏတိုးပြီးပြောလူတရားဆိုရင်9ချိတ်လောက်ကဒိဋ္ဌိအာတယရှိပါတယ်တနည်းအားဖြင့်ပြောလို့ရှိရင်အဲ့ဒီလူတရားလင်တစ်ချိတ်လောက်သောပညာအာတယရှိကြတဲ့ပုဂ္ဂိုလ်များသည်တနေ့လုံးမိမိတို့ပရိယေသနအတွက်မိမိတို့စိတ်ကိုအလုတ်ထဲမှာခိုင်စေပြီးတော့ခဏအလုံးနာဖို့ဟေ့ဆိုတော့အဲ့ဒီအချိန်မှာပညာအာတယပညာဒီဟူသောကိန်းကျော်ရာဓာတ်ရှိတဲ့လူတစ်ချိတ်မှာ9ယောက်လောက်ကသဘောတူရာပုဂ္ဂိုလ်ချင်းစုပေါင်းပြီးတော့မိမိတို့လက်ရှိခန္ဓာ5ပါးဘာကြောင့်ဖြစ်တာလဲဆွေးနွေးကြငြင်းညမ်းကြဟောပြောကြတရားနာကြပဋိစ္စသမုပ္ပါဒ်အဲ့ဒီအခါမှာသိတဲ့ပုဂ္ဂိုလ်များကတင်ပြအဝိဇ္ဇာတဏှာဒီဟူသောအတိတ်အကြောင်းကြောင့်အခုပစ္စုပန်ဘဝမှာအဝိဇ္ဇာသင်္ခါရဒီဟူသောအတိတ်အကြောင်းကြောင့်ပစ္စုပန်ဘဝမှာဝိညာဉ်နဲ့ယုတ်သရာယရဏဖတ်သဝေဒနာအကျိုး5ပါးပေါ်တယ်ဗျခင်ဗျားတို့တို့တနည်းလုံးအလုတ်လုပ်တဲ့အထဲမှာဥပါဒံတဏှာကမ္မဘဝဆိုတဲ့ဟုတ်လားဒီပစ္စုပန်အကြောင်းတွေကလည်းပဲနေ့စဉ်တို့လုပ်နေတော့အနာဂတ်မှာလည်းပဲဒီအကြောင်းတွေမပြတ်ဆဲသေးသမျှဇာတိဒရာမရဏလို့ခေါ်ရတဲ့အနာဂတ်အကျိုး5ပါးလေးပေါ်လို့ကြအဲဒီလိုပဋိစ္စသမုပ္ပါဒ်ကိုတွေးတော်ကြံစည်ခြင်းဆွေးနွေးခြင်းမင်းဉာဏ်ခြင်းဟောပြောခြင်းနာကြားခြင်းအဲ့ဒီဟာနဲ့ပဲအချင်းကုန်တယ်အဲ့ဒီပုဂ္ဂိုလ်တစုက9ယောက်အဲ့ဒီပုဂ္ဂိုလ်တွေရဲ့ပညာကိုဘာခေါ်တယ်လဲအနုလောမိကခန္တီဆိုတဲ့ဉာဏ်ပညာအာတယကကိန်းကျော်ရာရှိတဲ့တတ္တဝါ9ယောက်အဲ့ဒီဉာဏ်ပညာအာတယရှိတဲ့အခြား9ယောက်ကဘာပြောတယ်ခင်ဗျားတို့တို့ငယ်ငယ်ကဖြစ်တဲ့အစဉ်တွေအတန်တွေအနတ်တွေအရသာတွေအတွေ့အထိတွေဗျာခုမရှိတော့အစဉ်တွေတို့ရော့အတန်တွေရော့ကုန်ကိုပြောကြလို့မနစ်ကဖြစ်တဲ့ဟုတ်လားတို့ရဲ့အစဉ်အတန်အနတ်အရသာအတွေ့အထိသဘောဒီကနေ့မပါဘူးပြီးတော့သူ့နေရာသူချုပ်ကြောက်ကြတာပဲအမှန်တော့ဒါတွေဟာဗျာမမြဲတဲ့အနိစ္စဆင်းရဲတဲ့ဒုက္ခတွေအစိုးမပိုင်တဲ့အနတ္တတွေလို့ယထာဘူတဉာဏ်လို့ခေါ်အာဒီဆိုရင်အဲ့ဒီလူ9ယောက်ကယထာဘူတဉာဏ်ဒီဟူသောကိန်းကျော်ရာအာတယဓက္ခံရှိတဲ့လူ9ယောက်ကယထာဘူတဉာဏ်နဲ့ပတ်သက်တဲ့အနိစ္စဒုက္ခအနတ္တအကြောင်းပဲ
ဆွေးနွေးတယ်မေးမြန်းတယ်ဟောကြားတယ်နာယူတယ်စဉ်းစားအဲ့ဒါနဲ့ပဲသူတို့ကတော့အိပ်ပျော်သွားတယ်အားကလောက်အချိန်မှယထာဘုဒ္ဓဉာဏ်ပညာအားတရားထဲမှာသူတို့စိတ်ကိန်းကြော်ဟို9ယောက်ကအနုလောမိကခန္တီခေါ်တဲ့ပဋိစ္စသမုပ္ပါဉာဏ်ထဲမှာသူတို့ရဲ့စိတ်ကြီးဟူသောသားကောင်လေးကကိန်းကြော်အဲ့ဒါကြောင့်အနုလောမိကခန္တီနဲ့ယထာဘုဒ္ဓဉာဏ်ကိုအာတယဓာဝတ္တာဘိရတသတ္တဝါတွေကတရားနဲ့တစ်ကြိမ်တော့ကိန်းပြော်ရာအာတယဓာလို့ဘုရားကသတ္တဝါတွေမြင်လိုက်ရင်ဟောဒီလူတွေကအနုလောမိကခန္တီအာတယရှိတယ်ဤသူကယထာဘုဒ္ဓဉာဏ်အာတယရှိတယ်ဆိုတာဘုရားမှာအာတယနုတ္တယညက်ရှင်ဘုရားမှာသိဖြစ်ကဲကျန်တဲ့လူ9ယောက်ပြောကြတော့ကျန်တဲ့လူ90လူ100စုပြီးတော့အဲ့ဒီ90ထဲမှာ45ယောက်လောက်ကသတ္တတဒိဋ္ဌိဆိုတဲ့အဲ့ဒီအာတယကင်းကြော်ရာရှိ45ယောက်ကဥစ္စေဒဒိဋ္ဌိဆိုတဲ့အခုဒီကနခဗရပိုက်တို့ဥစ္စေဒဒိဋ္ဌိဒီဘဝပြီးရင်ပြတ်တာပဲနောက်ဘဝမရှိဘူးလို့အဲ့ဒီလိုအယူမှားတဲ့ဥစ္စေဒဒိဋ္ဌိနဲ့ကင်းကြော်ရာအာတယဓာတ်ရှိတယ်ဓမ္မစကြာပြောလို့ရှိရင်သတ္တတဒိဋ္ဌိအာတယရှိကြတယ်45ယောက်သောလူများကကာမသုခန္တိကနုယောဂအစွန်းပဲလဲသွားတယ်ယနေ့နိုင်ငံကြီးလို့ပြောရင်အဲ့ဒီ45ယောက်သတ္တတဒိဋ္ဌိအာတယရှိပြီးတော့ကာမသုခန္တိကနုယောဂအစွန်းပဲလဲသွားသောပုဂ္ဂိုလ်များကဒါဖြင့်လက်ရနိုင်ငံရေးကိုအကျိုးမဲ့ယုံကြည်တာပဲပုံပြီးတော့သူပြောရင်ဒါပဲပြောဆွေးနွေးဒါပဲဆွေးနွေးစဉ်းစားရင်လက်ရနိုင်ငံရေးပဲစဉ်းစားအဲ့ဒါသတ္တတဒိဋ္ဌိအာတယရှိတဲ့ပုဂ္ဂိုလ်တွေ45ယောက်ဥစ္စေဒဒိဋ္ဌိဆိုတဲ့အာတယဓက္ခံကင်းပြော်ရာရှိကြတော့အခုဒီကနခတို့လို့ဥစ္စေဒဒိဋ္ဌိအာတယရှိတဲ့ပုဂ္ဂိုလ်တွေကြတော့အတ္တကိလမထာနုယောဂဆိုတဲ့ဟုတ်လားဓမ္မစကြာမှာအစွန်းဘက်ကိုတခါတည်းရောက်သွားအတ္တကိလမထာနုယောဂရဲ့အကျိုးအနေနဲ့ပေါ်လာတာကလက်ဝဲနိုင်ငံရေးဥစ္စေဒဒိဋ္ဌိအာတယရှိကြတဲ့ပုဂ္ဂိုလ်တွေကသာဖြင့်နိုင်ငံရေးကိုပြောရင်လက်ဝဲနိုင်ငံရေးကိုပဲနှစ်သက်တယ်ဆွေးနွေးရင်လက်ဝဲနိုင်ငံရေးကိုပဲဆွေးနွေးတယ်မင်းများလည်းဟောပြောတယ်လိုက်နာတယ်ကျင့်သုံးတယ်ဘာမှပြောမနေနဲ့ပုဂ္ဂလဒိဋ္ဌံမကြည့်ဒါနဲ့လူလောကမှာလက်ရနိုင်ငံအယူပြီးသမားလက်ဝဲအယူရှိတဲ့ပုဂ္ဂိုလ်လို့ပုဂ္ဂလဒိဋ္ဌံကြည့်ရင်သူ့တော့မုန်းလိုက်တာဘုရုတော့ဗာပြုလိုက်တာဖြစ်အဲ့ဒီလက်ရလက်ဝဲဆိုတာအမှန်သူတို့ရဲ့အာတယဓာတ်ကစီမံပေးတာအာတယဓာတ်ခိုင်းတဲ့အတိုင်းဟုတ်လားစိတ်ကကြိုက်ပြီးတော့အဲ့ဒီဘက်ကိုလိုက်နေတာတဲ့အဲ့ဒါကြောင့်အာတယဓာတ်ကိုမြင်အောင်ကြည့်ပါဓမ္မဒိဋ္ဌအာတယဓာတ်မြင်အောင်ကြည့်လို့ရှိရင်ဓမ္မသံဝေကရတယ်အကုသိုလ်မဖြစ်အဖြစ်နဲ့ဒါဖြင့်ကောင်းပြီသတ္တတဒိဋ္ဌိအယူရှိတဲ့ပုဂ္ဂိုလ်ဥစ္စေဒဒိဋ္ဌိအယူရှိတဲ့ပုဂ္ဂိုလ်အဲ့ဒီသတ္တတအယူဥစ္စေဒအယူနှစ်ပါးဘယ်လိုနဲ့ထူးကြတော့ဆိုတော့ဣဋ္ဌသသတ္တတဒတနံအပ္ပသာဝဇံဒန္တဝိရာဂံဣဋ္ဌဤသတ္တတဝါဒဥစ္စေဒဝါဒနှစ်ပါးတို့သတ္တတဒတနံသတ္တတအယူဝါဒအပ္ပသာဝဇံအပြစ်နဲ့ဒန္တဝိရာဂံတရားဟောပြီးတော့ခြေကျွတ်ရင်နှုတ်နေဖြည်းဖြည်းမှအဲ့ဒီအယူဝါဒကကင်းနိုင်တယ်ကျွတ်နိုင်တယ်သတ္တတဒိဋ္ဌိဓမ္မပေါ့သတ္တတဒိဋ္ဌိအယူရှိတဲ့
အာတရားဓာတ်ခံရှိတဲ့ပုဂ္ဂိုလ်ကအကုသိုလ်အပြစ်တော့သူကနေတယ်တဲ့သို့တော့သူရဲ့မိစ္ဆာအယူကိုစွန့်ပစ်ဖို့ကြတော့တေမိကွေးတယ်ဟိုဘက်ကလက်ဝဲသမားဥစ္စေဒဒတနံဥစ္စေဒဒိဋ္ဌိသည်တဲ့ဥစ္စေဒအယူဝါဒသည်မဟာသာဝတ္တံကြီးသောအပြစ်ရှိ၏အပြစ်ကြီးခိပ္ပဝိရာဂံသဘောကြလို့ရှိရင်လင်းစင်ညံညံကင်းကွာခြင်းသဘောရှိ၏ဥစ္စေဒအယူရှိတဲ့ပုဂ္ဂိုလ်ဟာအပြစ်တော့အင်မတန်ကြီးတယ်သို့သောသူကသူ့ဝါဒကိုမစ္စည်းမပฏิပဒါကနေပြီးတော့ပြောရင်ဉာဏ်ဉာဏ်စွတ်လွယ်တယ်ဉာဏ်ဉာဏ်စွတ်လွယ်သဘောကျလာရင်မစ္စည်းမပฏิပဒါကိုဉာဏ်ဉာဏ်ပြောင်းတယ်သူရဲ့ဥစ္စေဒဝါဒကိုဉာဏ်ဉာဏ်ကင်းစေနိုင်တယ်စွတ်လွယ်တယ်ခိပ္ပဝိရာဂဘယ်လိုကြောင့်လဲသက္ကတဝါဒရှိတဲ့လူကဟောဒီပစ္စုပန်ဘဝရှိတယ်လက်ခံဟိုဒီဘဝကသိရင်တမလွန်ဘဝရှိတယ်လက်ခံသက္ကတဝါဒဓမ္မကတမလွန်ဘဝနောက်မှလာရမယ်ဘဝရှိတာလက်ခံပြီးတော့လည်းကုသိုလ်အကုသိုလ်ကံရှိတယ်လက်ခံကုသိုလ်အကုသိုလ်ကံရဲ့အကျိုးဟုတ်လားကောင်းကျိုးမကောင်းကျိုးရှိတယ်လက်ခံကုသိုလ်ကိုပြုသက္ကတဝါဒဓမ္မကဘာလို့ကုသိုလ်ပြုမှကောင်းသောအမှုပြုမှကောင်းကျိုးရမယ်သူကကောင်းကျိုးလိုချင်တာသက္ကတဒိဋ္ဌိဆိုတာသူကလောဘပဲရန်တော့ကောင်းကောင်းကိုသူကအလိုရှိတော့ကုသိုလ်ဆိုတာကောင်းသောအမှုပြုရင်ကောင်းသောအကျိုးရကောင်းသောအကျိုးကိုသူကလောဘလိုချင်ဒါကြောင့်ဝတ်တရားထဲမှာသူကသားရတယ်နှစ်သက်အဲ့ဒါကြောင့်သူ့ကိုသူရဲ့ဝါဒကိုပြောရင်ပစ္စုပန်ဘဝတမလွန်ဘဝရှိတယ်ကုသိုလ်အကုသိုလ်ကံနဲ့ကံကြီးအကျိုးရှိတယ်လို့သူရဲ့ယုံကြည်ချက်တွေဘာမှအပြစ်မရှိယုံနေမကဘူးအဲ့ဒီလိုယုံကြည်တဲ့အတွက်ကုသိုလ်ကောင်းမှုကိုသူပြုအဲ့ဒါအပြစ်နဲ့အကုသိုလ်ကိုပြုရမှသက္ကတဒိဋ္ဌိဓမ္မကကြောက်အကုသိုလ်ကမကောင်းကျိုးပေးတယ်ဆိုတာသူသိအဲ့ဒီလိုကုသိုလ်မှုကိုသက္ကတဒိဋ္ဌိဓမ္မကပြုလွယ်တယ်အကုသိုလ်မှုကိုပြုရမှာကြောက်လို့သူရဲ့အယူဝါဒတွေအပြစ်တော့သိမကြည့်ဘူးဘုရားသူကသံဃာဝတ်ကိုအင်မတန်သူ့လောဘကသာယာနေတော့ဘုရားသူရှိကဗုဒ္ဓအရိယသာဝကတို့တရားဟောတော်လည်းပဲသူရဲ့သတ္တအယူကိုမြန်မစွန့်နိုင်ဘူးဘာကြောင့်ဝတ္တရားမှာသူကသာယာသောကြောင့်သူကလောဘလိုင်းကတချမ်းမကောင်းတချမ်းကောင်းတဲ့ဥစ္စေဒဒိဋ္ဌိသမားကြတော့ပစ္စုပန်လောကတမလွန်လောကရှိတယ်ဆိုတာတော့သူသိလို့သူလည်းဒီပစ္စုပန်လောကရဲ့သူနေတယ်ရှိတယ်တမလွန်လောကရှိတယ်တမလွန်ဆိုတာလူဘဝမှာတပါအခြားဘဝရှိတယ်ဆိုတာမျက်စိနဲ့အမြင်နဲ့တိရစ္ဆာန်နတ်ကိုသူတို့မမြင်ဘူးလို့မယုံညင်နေလူဘဝမှာတပါအခြားဘဝတစ်မျိုးရှိသေးတယ်ဆိုတာတိရစ္ဆာန်ကိုနဲ့တပုံနဲ့နေလို့သူတို့သိတယ်ဒါပြီးနေလို့ပစ္စုပန်လောကတမလွန်လောကရှိတယ်ဆိုတာကိုသူလက်မခံဘူးအမြင်ဖြစ်ရဲ့သိဉာဏ်နဲ့လက်မခံဘူးကုသိုလ်အကုသိုလ်ကံကောင်းမှုမကောင်းမှုပြုနေတာသူအမြင်နဲ့ဓာတ်ပြီးမယ်လို့ကောင်းမှုကံမကောင်းမှုကံရဲ့လို့သူခွဲခြားတာသူလက်မခံနိုင်ဘူးအဲ့ဒီလိုလက်မခံနိုင်တော့ဘာတွေသူလုပ်ဖြစ်တယ်လဲဆိုတော့မကောင်းမှုအကုသိုလ်တွေကိုလွယ်လွယ်နဲ့လုပ်ဖြစ်သွားတယ်ကောင်းမှုကုသိုလ်တွေကိုသူလွယ်လွယ်နဲ့မလုပ်ဖြစ်ကုသိုလ်ဆိုရင်မလုပ်ဖြစ်တော့ဥစ္စေရကြအကုသိုလ်ဆိုရင်လွယ်လွယ်နဲ့တခါနဲ့ပြုတ်ဖြစ်တယ်ဉာဏ်ပညာနဲ့ကြည့်ပေါ့ဒီခဏကဘာကြီးမှာ
သတ္တတနဲ့ဥစ္စေဒနဲ့ပြန်ပြီးတော့သတ္တတကလက်ရဥစ္စေဒကလက်ဝဲဆိုပြီးတော့ဟိုသခန်းသွားနေကြအဲ့ဒီတော့အထကထာဆရာတော်ကပြောပြဥစ္စေဒသမားကသံတရားဝတ်မှလည်းသူကမသားရဘူးသံတရားဝတ်မှသူကမသားရဘူးကုသိုလ်တော့မပြုဘူးအကုသိုလ်ဆိုရင်လွယ်လွယ်နဲ့ပြုတယ်အဲ့ဒါကြောင့်သူရဲ့အယူသည်အပြစ်ကြီးတယ်သို့တော့သံတရားဝတ်မှတွေ့တာတဲ့လောဘကသူ့မရှိတော့မစ္စည်းမပฏิပဒါသွားပြီးတရားဟောရင်သူကမြန်မြန်သူရဲ့ဥစ္စေဒအယူကိုစွန့်လွယ်တယ်အဲ့ဒီအချက်ကလေးကလက်ဝဲသမားတွေအပေါ်မှာအင်မတန်ချစ်စရာကောင်းတဲ့အချက်ပါပဲလောကဥပမာအားဖြင့်5ဆင့်6ဆင့်ရှိတဲ့တိုက်ကြီးပေါ်မှာမြေကြီးချီမကြအောင်လူဘဝစည်းစိမ်ကိုအချမ်းသာဆုံးခံစားနေတဲ့လူတယောက်အောက်မြေကြီးမှာပြပြီးတော့တဲကုတ်ထဲမှာဆင်းဆင်းရဲရဲစားဝတ်နေရတဲ့လူတယောက်အလေအလတ်လူချမ်းသာမှာတီးနေတဲ့လူတယောက်အဲ့ဒီလူ3ယောက်တွင်ဟိုတိုက်ကြီးနဲ့တကယ်မြေကြီးချီမကြအောင်အထက်တန်းရောက်နေတယ်ဆိုတဲ့လူတယောက်ကိုမစ္စည်းမပฏิပဒါအလေအလတ်ချမ်းသာတဲ့လူကကျွန်တော်ဒုက္ခမျိုးလာခံစားသမ်းပါဆိုရင်တိုက်ကြီးပေါ်ကလူကမလာဘူးဟောမြေကြီးမှာပြပြီးတော့တဲကုတ်နဲ့နေရတဲ့လူကခေါ်ရင်အဲ့ဒီမစ္စည်းမပฏิပဒါအလေအလတ်ချမ်းသာတဲ့လူရဲ့ဒုက္ခကိုလာခံစားသမ်းပါဆိုရင်လွယ်လွယ်နဲ့ခံစားတယ်အဲ့ဒါဒီသံဃာဝါဒရှိတဲ့ပုဂ္ဂိုလ်ကဗုဒ္ဓဘာသာဒီဟုသောမစ္စည်းမပฏิပဒါအလေအလတ်ချမ်းသာဒုက္ခဟာကောင်းပါလေဘယ်လူပြောတိုက်ကြီးပေါ်ကလူကဟုတ်လားဒီအလေအလတ်ချမ်းသာတဲ့အသားအိမ်ဒီဒုက္ခကိုသူမလို့ချင်းတိုက်ကြီးမှာရှိတဲ့ဝတ္တချမ်းသာကိုသူကသိတတ်မဲ့မုန်းနေအဲ့ဒါကြောင့်မို့လို့ခမရတိုက်ကြီးနဲ့နေရတာချမ်းသာဒုက္ခဖြစ်တာကတရွေးဆင်းရဲလိုက်တာကဗျာလူဘယ်နေရောက်ဆင်းရဲမှခမရချမ်းသာဒုက္ခရတာပါဘယ်လူပြောပြီမဲ့နားမဘူးနားမဘူးဟောဒီဥစ္စေဒသမားကတော့အင်မတန်သူကဆင်းရဲတဲ့လူနဲ့တူတယ်အဲ့ဒီလူကိုအလေအလတ်ချမ်းသာဒုက္ခလာခံစားသားမှဆိုလွယ်လွယ်နဲ့ခေါ်ရဒီတိုင်းပဲဥစ္စေဒဝါဒဒုက္ခရောက်နေတဲ့လူကိုမစ္စည်းမပฏิပဒါဒုက္ခခေါ်လို့လွယ်တယ်အဲ့ဒါကြောင့်အဲ့ဒီအကွက်ကလေးနဲ့ဥစ္စေဒဝါဒရှိကြတဲ့ပုဂ္ဂိုလ်များမှာချစ်เสียကောင်းတဲ့အခွက်ကလေးရှိတယ်လို့အဲ့ဒီလိုလေးကွက်ပြီးတော့သူတို့ကိုချစ်เสียပဲလို့အောင်းမေးလိုက်ရင်တော့ဒေါသမဖြစ်တာအမှန်ပဲမဖြစ်ပြီးတော့ကြည့်ကြဒီမှာပေါ့လေအထကထာကအဋ္ဌသသတ္တဒတနံအပ္ပသာဝတံဒန္တဝိရာဂံဥစ္စေဒဒတနံမဟာသာဝတံခိပ္ပဝိရာဂံလို့ဥစ္စေဒဝါဒသတ္တဝါဒတို့ရဲ့အကြောင်းကိုအထကထာကအစတော်တော်လေးဖွင့်ပြလို့ပြောနေပါလေအခုမြတ်စွာဘုရားကဒီပရပိုက်ဟာသူ့ဝါဒကိုတည်ဖုံးတယ်ဒီတော့သူ့ဝါဒပေါ်အောင်ဖွင့်အောင်ငါတကားတော့ဆွဲထုတ်အောင်ပါပဲမြတ်စွာဘုရားကစဉ်းစားပြီးတော့သဟန္တတိဝတ္တနာဝတ္တနာဧတိသမဏအဗျာမနာဧဝံဝါတိနောဧဝံဒိဋ္ဌိနောသဗ္ဗံမေခမတိတိဧကိဝတ္တနာအနွယ်၌ဖြစ်သောတကားပရပိုက်မေငါသည်သဗ္ဗံအလုံးစုံကိုခမတိနှစ်သက်အပ်ပေ၏ဣတိဧဝံဝါတိနောဤသို့ပြောဆိုတဲ့ဝါဒရှိကုန်သောဧဝံဒိဋ္ဌိနောဤသို့ယူတဲ့အယူရှိကြကုန်သောဧကေသမဏဗျာမနာအချို့သောယဟံပုံနာတို့သည်တန်တိဤလောကဝေအထင်အရှားအများကြီးရှိကြပါပြီကုန်၏အကိဝဒနာအနွယ်၌ဖြစ်တဲ့ဗရပိုင်သဗ္ဗံမေခမတိအကုန်လုံးကိုကျုပ်တို့တော့လက်ခံနေ
နတ်ဘဝပฏิသန္ဓေရှိတယ်လက်ခံလူဘဝပฏิသန္ဓေရှိတယ်လက်ခံမရေဘဝပฏิသတိရှိတယ်လက်ခံလူဘုံရှိတယ်နတ်ဘုံရှိတယ်မြမဘုံရှိတယ်အပေဘုံရှိတယ်လူရှိတယ်နတ်ရှိတယ်မြမရှိတယ်အပေရှိတယ်ဆိုတာအားလုံးကိုကျုပ်တို့လက်ခံတယ်ဆိုတဲ့သတ္တတဝါဒရှိကြတဲ့သမဏဗျာမဏတွေလည်းလောကမှာအများကြီးပဲသံတတိဝဒနာဧကေသမဏဗျာမဏဧဝံဝါတိနောဧဝံဒိဋ္ဌိနောသဗ္ဗမေနခမတိတိအဲ့ဒီဝဒနာအနွယ်၌ဖြစ်သောတက္ကပရပိုက်မေနာတိသဗ္ဗံအလုံးစုံကိုနခမတိမနစ်တအာဣတိဤသို့ဧဝံဝါတိနောဤသို့ပြောဆိုတဲ့ဝါဒရှိကုန်သောဧဝံဒိဋ္ဌိနောဤသို့စွဲယူသိမြင်တဲ့အယူဒိဋ္ဌိရှိကြကုန်သောဧကေသမဏဗျာမဏအချို့သောယဟန်ပုံနာတို့သည်တန်တိဤလောကဝေအထင်ရှားအများကြီးရှိကြပါပြီကုန်၏အဂိဝဒနာမောင်တို့လိုပဲသဗ္ဗမေနခမတိအကုန်လုံးကိုကျွန်ုပ်လက်မခံဘူးလို့ဆိုတဲ့ဥစ္စေဒဝါဒအယူရှိကြတဲ့သမဏဗျာမဏအမိကံဝါဒရှင်တွေလည်းပဲလောကမှာအများကြီးပါပဲသံတေပိဝဒနာဧကေသမဏဗျာမဏဧဝံဝါတိနောဧဝံဒိဋ္ဌိနောဧကေသမေခမတိဧကေသမေနခမတိတိအဂိဝဒနာအနွယ်၌ဖြစ်သောတက္ကပရပိုက်မေငါသည်ဧကိစ္စံတချို့ကိုသောခမတိနှစ်သက်အ၏ဧကိစ္စံတချို့ကိုသောမေငါသည်နခမတိမနှစ်သက်အားအတိတ်ပဲဓမ္မနယ်ပဲပြောကြတယ်ဟောယူဘက်ခန္ဓာဧကိစ္စံခမတိယူဘက်ခန္ဓာရှိတယ်ဆိုတာကျုပ်လက်ခံတယ်သို့သောဝေဒနာခန္ဓာရှိတယ်ဆိုတာကျုပ်လက်မခံဘူးသင်္ညက်ခန္ဓာရှိတယ်ဆိုတာလက်ခံတယ်သင်္ခါရခန္ဓာရှိတယ်ဆိုတာလက်မခံဘူးအဲ့ဒီလိုခန္ဓာနဲ့စက်ရင်လည်းပဲတချို့ကိုလက်ခံတယ်တချို့လက်မခံဘူးအဲ့ဒီလိုပြောတဲ့ဧကိစ္စသတ္တတအယူရှိကြတဲ့သမဏဗျာမဏယဟန်ပုံနာအမိကံဝါဒရှင်တွေလည်းလောကမှာအများကြီးပဲရှိတဲ့ကွအဂိဝဒနာသုံးမျိုးမိစ္ဆာဝါဒတွေဘယ်လောက်များများဒီသုံးခုတည်းမှာပဲအကုန်လုံးသဘောအားဖြင့်ဝင်သွားတယ်သတ္တတဟုတ်လားသတ္တတအယူရှိတဲ့လက်ရာဥစ္စေဒအယူရှိတဲ့လက်ဝဲဧကိစ္စသတ္တတအယူရှိတဲ့ဉာဏ်ဝါဒလက်ဝဲပဲလည်းပါလိုက်လက်ရာပဲလည်းပါလိုက်အဲ့ဒီလိုလောကမှာဝါဒရှင်သုံးမျိုးတည်းမှာအလုံးမိစ္ဆာဝါဒတွေအကုန်ဝင်တယ်။ကိုယ်နာဖြစ်ရင်အဲ့ဒီသုံးမျိုးဘာဖြစ်တယ်လဲ။သက်သာဘုရားကဒီလိုခင်းလိုက်ဒီကနကပရပိုက်ဟာဘယ်စည်ရင်းနဲ့ဝင်သွားတယ်လဲ။ဒုတိယစည်ရင်းနဲ့မဲ့သဗ္ဗမေနခမတိလို့အယူရှိတဲ့သမဏဗျာမဏစည်ရင်းနဲ့သူဝင်သွားတယ်။ကိုယ်မြတ်စွာဘုရားကဆက်ပြီးတော့သူ့ဝါဒကိုပေါ့လေသူ့ကိုယ်တိုင်ဝန်ခံပြီးတော့ထွက်လာအောင်မြတ်စွာဘုရားဗာမရှိဒန္တရအဂိဝဒနာယေတေသမဏဗျာမဏဧဝံဝါတိနောဧဝံဒိဋ္ဌိနောသဗ္ဗမေခမတိတိအဂိဝဒနာအနွယ်၌ဖြစ်တဲ့တက္ကပရပိုင်ယေတေသမဏဗျာမဏအကျဉ်းယဟန်ပုံနာတို့သည်သဗ္ဗမေခမတိတိအလုံးစုံကိုအကျွန်ုပ်နှစ်သက်ပါတယ်လို့ဧဝံဝါဒီနောဤသို့တက္ကတဒိဋ္ဌိအယူရှိကြကုန်၏ဧဝံဒိဋ္ဌိနောဤသို့တက္ကတဒိဋ္ဌိအယူရှိကြကုန်၏တက္ကတဝါဒရှိကြတဲ့ပုဂ္ဂိုလ်တိသမယံဒိဋ္ဌိသာရကာယတန္တိကေပညောကာယတန္တိကေအဘိနန္ဒနာယတန္တိကေဇောသနာယတန္တိကေဥပါဒနာယတန္တိကေဒီတန်ထုပထမဝါဒရှင်တို့ဤအယံဒိဋ္ဌိဤသတ္တတဒိဋ္ဌိသည်
သာရာဂယသံတရားဝတ်၌တတ်မဲ့ခြင်းငါသန္တိကေနိကလဤပင်ညောဂယသံတရားဝတ်၌ဖွဲ့နှောင်းမိခြင်းငါသန္တိကေနိလဤအဘိနန္ဒနာယတဏှာဒိဋ္ဌိတို့ဖြင့်သံတရားဝတ်ကနှစ်သက်ခြင်းငါသန္တိကေနိကလဤဣဇောသနာယတဏှာဖြင့်သံတရားဝတ်ကိုမျိုးသိ၍ဒီခြင်းငါသန္တိကေနိလဤဥပါဒနာယတဏှာဒိဋ္ဌိတို့ဖြင့်သံတရားဝတ်ကိုဆွဲယူခြင်းငါသန္တိကေနိလပါပေ၏အဂိဝဒနာခုနကပြောတဲ့အယူဝါဒရှင်သုံးဦးထဲမှာတစ်နံပါတ်သဗ္ဗံမေခမတိလို့ပြောတဲ့သတ္တတဒိဋ္ဌိအယူရှိကြတဲ့ပုဂ္ဂိုလ်တို့ရဲ့အဲ့ဒီသတ္တတဒိဋ္ဌိဟာတဲ့ဒီဒိဋ္ဌိရှိရင်တန်တရားဝတ်၌သာယာတတ်တယ်သာယာဖို့ရနိကတန်တရားဝတ်၌ဖွဲ့မိနှောင်မိတန်ရောစဉ်ညှိတတ်တန်ရောစဉ်ညှိဖို့နီးတော့ကွတန်တရားဝတ်ကိုတဏှာဒိဋ္ဌိတို့ဖြင့်နှစ်သက်ဖို့နီးတော့ကွတန်တရားဝတ်ကိုတဏှာဖြင့်မျိုးသိလူမတတ်ချစ်ခင်ဖို့ရလည်းနီးတော့ကွဟင်းတန်တရားဝတ်ကိုတဏှာဒိဋ္ဌိတို့ဖြင့်ဥပါဒံအစွဲစွဲယူဖို့ရလည်းနီးတော့ကွဒီကနခအနာတော်သူကဥစ္စေရဓမ္မကိုမြတ်စွာဘုရားကအခုသံဃတဒိဋ္ဌိပြောလိုက်တော့သံဃတဒိဋ္ဌိသည်တဲ့သာရာကသင်္ညောကအဘိနန္ဒနာဣဇောသာနာဥပါဒနာဆိုတဲ့သံတရားဝတ်မှာတတ်မဲ့ယံသံတရားဝတ်၌ဖွဲ့နှောင်မိယံသံတရားဝတ်ကိုတဏှာဒိဋ္ဌိတို့ဖြင့်နှစ်သက်ဖို့ယံသံတရားဝတ်ကိုလောဘဖြင့်မျိုးသိ၍တည်ဖို့ယံသံတရားဝတ်ကိုတဏှာဒိဋ္ဌိတို့ဖြင့်ဆွေဆွေလန်းလန်းဖြစ်ဖို့ရအလွန်နီးတယ်အလွန်နီးတဲ့အယူသတ္တတဒိဋ္ဌိဟုတ်တယ်သတ္တတဒိဋ္ဌိဓမ္မကဘဝဥစ္စေတဒိဋ္ဌိဓမ္မတဲ့တတ်မဲ့တယ်နှစ်သက်တယ်အသိမခံလို့အိုးသိရမှာဧကံသိတော်မှာကောင်းကောင်းစားပြီးတော့သိခြင်းဘုံဘုံပြောကြဥစ္စေတဒိဋ္ဌိဓမ္မကြတော့ဒီလိုမဟုတ်ပါလားဒန္တရေကိဝတနာယေတိသမဏဗျာမနာဧဝံဝါတိနောဧဝံဒိဋ္ဌိနောသဗ္ဗမေနခမတိတိအဲ့ဒီဝဒနာအနွယ်၌ဖြစ်တဲ့တက္ကပရပိုင်ဘသူရဲ့မဟုတ်ဘူးအကျဉ်းတို့တော့သမဏဗျာမနာအမိကံဝါဒရှင်ပုဂ္ဂိုလ်တို့သည်သဗ္ဗမေနခမတိမောင်းလို့ပဲအကုန်လုံးကိုကျွန်ုပ်လက်မခံနိုင်ဘူးတမလွန်ဘဝမှာဟာလားတမလွန်ဘဝမှာလူဘဝပဋိသန္ဓေရှိတယ်ဒါလည်းလက်မခံနတ်ဘဝပဋိသန္ဓေလက်မခံယမဘဝပဋိသန္ဓေရှိတယ်ဒါလည်းလက်မခံဒုက္ခတိကငရေပဋိသန္ဓေတရိစ္ဆာန်ပဋိသန္ဓေပြိတ္တာအတူရကေပဋိသန္ဓေရှိတယ်ဒါလည်းလက်မခံနိုင်ဟာမောင်လက်မခံရင်ဘာဖြစ်အိုးဒီဘဝဖြစ်ဒီဘဝဖြစ်ရေပွက်ကလေးလိုပြတယ်တတ္တဝါဆိုတာရေပွက်သူ့အကြောင်းအလျော်စွာဖြစ်ပြီးပြက်ပြီးတဲ့နောက်ဒီရေပွက်ဟာပေါ့လေအရှိသွားအနောက်သွားတောင်သွားမြောက်သွားဘာမှရှိအဲလိုရေပွက်ဥပမာနဲ့ဥစ္စေတတိကဒီလိုယူဒီတော့ခင်ဗျားတို့ပြောတဲ့နတ်ဘဝလူဘဝမရေဘဝတိရစ္ဆာန်ပြိတ္တာသူတွေကေဘဝပဋိသန္ဓေဘယ်ပဋိသန္ဓေမှကျုပ်မကျက်ဘူးလက်မခံမရှိဘူးကြတို့ဒါနဲ့သိရင်သိပြီးတာရေပွက်ကလေးပြက်တယ်လို့ပြီးရောအဲ့ဒီလိုမောင်တို့လိုပြောဆိုကြတဲ့ပုဂ္ဂိုလ်တွေလောကမှာရှိကြဘူးလားဒေသမယံဒိဋ္ဌိဒေတံထိုဥစ္စေတဝါဒရှိကြတဲ့ပုဂ္ဂိုလ်တို့ဤအယံဒိဋ္ဌိဤမိစ္ဆာအယုရိအသာရာဂယသံတရားဝတ်၌မတက်မဲ့ခြင်းမှာတန်တိကေနိကလဤအသင်္ယောဂယသံတရားဝတ်နဲ့မနှောင်မဖွဲ့မိခြင်းမှာတန်တိကေနိကလပေ၏အနဘိနန္ဒနာယတဏှာဒိဋ္ဌိတို့ဖြင့်တန်တရားဝတ်ကိုမနှစ်သက်ခြင်းမှာတန်တိကေနိကလဤအနိသောသနာယတဏှာဖြင့်မျိုးသိ၍မတည်ခြင်းမှာတန်တိကေနိကလဤအနုပါဒနာယ
တဏှာဒိဋ္ဌိတို့ဖြင့်မစွဲမလန်းခြင်းဟာသန္တိကေနိကသပေ၏ဥစ္စေဒဝါဒရှိကြတဲ့ဥစ္စေဒအယူဝါဒဟာသံဃာဝတ်ကိုမတတ်မဲ့ဖို့လားသံဃာဝတ်၌သံယောဖြင့်အနေနဲ့မနှောင်မဖွဲ့မိဖို့ရာအင်မတန်နည်းတယ်သံဃာဝတ်ကိုတဏှာဒိဋ္ဌိနဲ့မတတ်မဲ့ဖို့မနစ်သက်ဖို့အင်မတန်နည်းတယ်သံဃာဝတ်ကိုတဏှာဖြင့်ညှို့သိ၍မတည်ဖို့ရာအင်မတန်နည်းကတ်တယ်သံဃာဝတ်ကိုတဏှာဒိဋ္ဌိတို့နဲ့မွေကဖားကိုအသက်ကိုစွန့်ပြီးတော့တွဲလန်းတဲ့အခဲမျိုးအစွမ်းမျိုးမရှိဘူးကွာပြောလိုက်တယ်ဆိုရင်ပဲဟိုဒီကနခဗရပိုက်ဟာသူငင်းငင်းမနေနိုင်တော့ဘုရားကပြောတာကသံတတဒိဋ္ဌိဥစ္စေဒဒိဋ္ဌိနှစ်ခုပြောပြီဧကိစ္စသံတတဒိဋ္ဌိမပြောရသေးဘူးဥစ္စေဒဒိဋ္ဌိရဲ့သဘောဤကဲ့သို့လည်းပြောပြီးရောဒီကနခဗရပိုက်ဘာပြောလိုက်ဩကံတိတိမေဘဝံကောဓမ္မောဒိဋ္ဌိကတံသမုက္ကံတိတိမေဘဝံကောဓမ္မောဒိဋ္ဌိကတံဘဝံကောဓမ္မောအရှင်ကောဓမ္မတိမေအကျွန်းတို့ဤဒိဋ္ဌိကတံအယူကိုဩကံတိတိချင်းရောက်တော်မူသည်ဘဝံကောဓမ္မောအရှင်ကောဓမ္မတိမေအကျွန်းတို့ဤဒိဋ္ဌိကတံအယူကိုသမုက္ကံတိတိထက်ဝန်းကျင်ချင်းရောက်တော်မူပေ၏ဒီမှာသူရဲ့ဝန်သာခြင်းကြီးဟာအင်မတန်ဝန်သာပြီးတော့တခါနဲ့ပေါ်လာမြတ်စွာဘုရားသူထွက်လာသူဒီဥစ္စေဒဝါဒကမပါရဲရဲကြီးဝန်ခံလာအောင်မြတ်စွာဘုရားကဥစ္စေဒဝါဒရဲ့သဘောကိုအဲ့ဒီလိုချင်းမွန်းတယ်လို့ပြောလိုက်တာပေါ့မှန်လို့ချင်းမွန်းတာမဟုတ်သူသဘောကဒီလိုရှိဒီဒန္တဝိရာကဟုတ်လားမဟာတာဝိဇ္ဇတော့မြတ်စွာဘုရားမပြောဒန္တဝိရာကဖြစ်ဖို့ရန်ဒီအကြောင်းပြောလိုက်တော့ဟာအရှင်ဂေါတမသည်ကျွန်ုပ်ရဲ့ဥစ္စေဒဝါဒကိုချီးမြှောက်တော်မူသည်အရှင်ဂေါတမသည်ကျွန်ုပ်ရဲ့ဥစ္စေဒဝါဒထက်ဝန်းကျင်ချီးမြှောက်တော်မူပါပေ၏ကျောင်းတွေကဖြတ်ပြောသူဝါဒသူဘာဒတို့အင်္ဂတန်သဘောကျလို့ဘုရားကငါဝါဒချီးမြှောက်ပြောတာပဲဟာတင်ပြီးတော့ဒီခါလေးသူကပြောမြတ်စွာဘုရားကသူ့ကိုဟေးမင်းကချင်းမြောက်တယ်မချင်းမြောက်ဘူးဘာမှမပြောကိုယ်တော်ရဲ့ဟောနေကြတရားစင်အတိုင်းသံဃတဝါဒဥစ္စေဒဝါဒနှစ်ခုတည်းပြီးသေးတယ်ဧကိစ္စသံဃတဝါဒအတွက်ဒန္တရာဧကိဝဒနာယေတေသမဏဗျာမနာဧဝံဝါတိနောဧဝံဒိဋ္ဌိနောဧကိစ္စမေခမတိဧကိစ္စမေနခမတိတိဧကိဝဒနာအနွယ်၌ဖြစ်တော်တကားပရပိုက်အကျဉ်သမဏဗျာမနာအမိခံတဲ့ဝါဒရှင်ပုဂ္ဂိုလ်တို့သည်ငါသည်တချို့ကိုလက်ခံနှစ်သက်၏တချို့ကိုငါလက်မခံဘူးလို့ဧကိစ္စသတ္တတခေါ်တယ်ငါလက်မခံဘူးလို့အဲ့ဒီလိုပြောဆိုကြ၏ယာယိတေတံခမတိသာယံဒိဋ္ဌိသာရဂာယတံတိတေသင်္ယောဂာယအဘိနန္ဒနာယဣဇောတနာယဥပါဒနာယတန္တိကေယာယိတေတံဒိဋ္ဌိနက္ခမတိတိသာယံဒိဋ္ဌိအာသာရဂာယတန္တိကေအသိညောဂာယတန္တိကေအနာဘိနန္ဒနာယအနိဇောတနာယအနုပါဒနာယတန္တိကေအဲ့ဒီဝဒနာအနွယ်နဲ့ဖြစ်တော်တကားပရပိုင်လောကမှာတချို့ကိုသာငါလက်ခံတယ်တချို့လက်မခံဘူးတရားငယ်တွေကသူရင်ရုပ်ဝေဒနာတင်ညာသင်္ခါရဝိညာဉ်ခန္ဓာ၅ပါးရှိတမလွန်ဘဝနဲ့ယူပခန္ဓာဖြစ်တယ်ဆိုတာကျုပ်လက်ခံတယ်ဝေဒနာခန္ဓာဖြစ်တယ်ဆိုတာကျုပ်လက်မခံဘူးတမလွန်ဘဝ၌သင်ညက်ခန္ဓာဖြစ်တယ်ဆိုတာကျုပ်လက်ခံတယ်သင်္ခါရခန္ဓာဖြစ်တယ်ဆိုတာကျုပ်လက်မခံဘူးအဲ့ဒီလိုတချို့ကိုလက်ခံတယ်တချို့လက်မခံဘူးအဲ့ဒီလိုယူတဲ့ပုဂ္ဂိုလ်ကိုဧကိစ္စသတ္တတဒိဋ္ဌိလို့ခေါ်တယ်အဲ့ဒီပုဂ္ဂိုလ်ရဲ့အယူမှာတဲ့တေတံထိုဧကိစ္စသတ္တတအယူသမားတို့ဤယာခမတိအကျဉ်နှစ်တဲ့အဤဆိုတဲ့အယူသည်အထိရှိ၏သာယံဒိဋ္ဌိထိုနှစ်တဲ့လက်ခံတယ်ဆိုတဲ့တသိက်လက်ခံတယ်
ဆိုတဲ့ဧကိစ္စသတ္တတအယူသည်သာရာဂာယတန်တိကေတန်တရားဝတ်၌တက်မဲ့ဖို့ယံဤကလဤပင်ယောဂာယတန်တိကေတန်တရားဝတ်၌ဖွဲ့မီနှောင်မိဖို့ယံဤကာဤအဘိနန္ဒနာယတန်တိကေတဏှာဒိဋ္ဌိတို့ဖြင့်နှစ်သက်ဖို့ယံဤကလဤဣဇောတဏှာယတန်တိကေလောဘဖြင့်မြူသိ၍တည်ဖို့ယံဤကလဤဥပါဒနာယတန်တိကေတဏှာဒိဋ္ဌိတို့ဖြင့်အပြင်းအထန်ဆွဲလန်းဖို့ယံဤကလပေ၏จิตตาအဲ့ဒီဝတ္တနာဧကိစ္စသတ္တကဓမ္မမှာသက္ကတလို့တဝက်ယူတဲ့အဲ့ဒီအယူကသာရာကသင်္ညောကအဘိနန္ဒနာဣဇောတာနာဥပါဒနာဆိုတဲ့ဒီအကုသိုလ်တွေဖြစ်ဖို့စိတ်နှီးတယ်ကွယ်အဲ့ဒီဧကိစ္စသတ္တကဓမ္မတချို့ကိုကျွန်ုပ်လက်မခံဘူးဆိုတဲ့အဲ့ဒီအယူအတွက်ကတော့အသာရာကအသင်္ညောကအနစ်အနဘိနန္ဒနာအနစ်သောပါဏအနုပါဒနာတဲ့တန်တရားဝတ်၌မတတ်မဲ့ဖို့ယံတန်တရားဝတ်နဲ့မဖွဲ့မနှောင်မိဖို့ယံတန်တရားဝတ်၌မနစ်သက်ဖို့ယံတန်တရားဝတ်၌တဏှာဖြင့်မျိုးသိ၍မတည်ဖို့ယံတန်တရားဝတ်၌တဏှာဒိဋ္ဌိတို့ဖြင့်ဖားကိုမြွေခဲတယ်လို့မလွတ်နိုင်ပဲမစွဲလမ်းဖို့အင်မတန်နီးကပ်ဥပါဒာမဖြစ်ဖို့နီးကပ်မြတ်စွာဘုရားအဲ့လိုအမိန့်ရှိဓမ္မိစ္ဆာအယူတို့ရဲ့သဘောအတိုင်းမြတ်စွာဘုရားဟောနေတယ်လောကဥပမာအားဖြင့်ဘူးထဲမှာပုံရည်တွေအကုန်အပြည့်ထည့်ထားတယ်ထည့်ထားရင်အဲ့ဒီပုံရည်တွေမသွန်မဲနဲ့ဒီဘူးထဲမှာစတုမတူတွေထည့်လို့မရပါဘူးဒီထဲမှာအလွန်ကောင်းတဲ့စတုမတူတွေထည့်ခြင်းရင်ဘူးထဲမှာရှိတဲ့ဒီချင်းတူနေတဲ့ဒီပုံရည်တွေအကုန်ဆုံးပြည့်ဆေးပြည့်ပြီးမှဒီအထဲမှာအလွန်ချိုမြိန်တဲ့စတုမတူဆေးထည့်တယ်ရထို့အတူပဲဒီကနခဆိုတဲ့အဲ့ဒီဝဒနာအနွယ်မှာပေါက်ဖွားတဲ့ဗရပတ်ရဲ့ခန္ဓာကိုခန္ဓာအစဉ်ဒီဟူသောဘူးထဲမှာဥစ္စေဒဒိဋ္ဌိဆိုတဲ့ရှင်သူစုနေတဲ့မိစ္ဆာအယူပုံကြီးတွေပြည့်နေတယ်ဒီပုံကြီးတွေမသွန်ဘဲတာဖြင့်အမြတ်နိဗ္ဗာန်တရားဒီဟူသောစတုမတူချိုးမြင်တဲ့သေကောင်းအမြတ်သေကောင်းဒီခန္ဓာနဲ့သွန်းလောင်းလို့ရဖို့မရဘူးလောင်းရင်လည်းရှမ်းထွက်သွားမယ်မို့အဲ့ဒီတော့ပထမဥစွာရှင်သူစုနေတဲ့ပုံကြီးဘုတ်တွေနဲ့သူသောဥစ္စေဒအယူကိုဒီကနခစွန့်ပြလိုက်မှသွန်ပြီးမှအမျက်ဆေးလောက်ပြီးမှပဲဒီအနေနဲ့မြတ်စွာဘုရားကသူ့ရဲ့မိစ္ဆာအယူကိုစွန့်ပယ်ဖို့ရတတိယအချက်အနေနဲ့ဟောဒီလိုဟောပြန်တယ်တန္တရာအကိဝတနာယေတိသမဏဗျာမနာဧဝံဝါတိနောဧဝံဒိဋ္ဌိနောသဗ္ဗမေခမတိတိအကိဝတနာအနွယ်မှာဖြစ်တဲ့တကားပရပိုင်လောကမှာအကျဉ်းသူသောသမဏဗျာမနာအမိကံဝါဒရှင်ပုဂ္ဂိုလ်တို့သည်သဗ္ဗမေခမတိအလုံးစုံကိုအကျွန်ုပ်နှစ်သက်လက်ခံပါ၏လို့သတ္တတအယူဝါဒသတ္တတဒိဋ္ဌိရှိကြ၏သတ္တတဝါဒသတ္တတဒိဋ္ဌိရှိကြတဲ့တန်ထဝေညုပုရိသောဣတိပတိသင်္စိခတိတန်ထထိုသတ္တတအယူရှိကြတဲ့ပုဂ္ဂိုလ်များစွာတို့အနဲ့ဝေညုပုရိသောသိကြလိမ္မာတဲ့ပုဂ္ဂိုလ်ကတော့ဧဝံပတိသင်္စိခတိဤသို့ဆင်ခြင်၏အဲ့ဒီဝဒနာလောကမှာသတ္တတအယူရှိကြတဲ့သမဏဗျာမဏမြောင်များစွာတဲ့ကဉာဏ်ပညာရှိကြတဲ့အချို့သောပုဂ္ဂိုလ်များကတော့ဟောဒီလိုစဉ်းစားတယ်မောင်ရဲ့ဘယ်လိုလဲယာခောမေအယံဒိဋ္ဌိသဗ္ဗံခမတိတိမေငါဤသဗ္ဗံခမတိတိအလုံးစုံကိုလက်ခံ၏ဟုသော
ယံခောအရာခောအယံဒိဋ္ဌိအကျင့်သတ္တတာဒိဋ္ဌိသည်အဋ္ဌိရှိ၏ဣမင်စေအဟံဒိဋ္ဌိသာမတပရမတာအဘိနိဝိတဝောဟရိယံဣဒံမေဝသစ္ဆံမောဂမဉ္ဇန္တိအဟံငါသည်ဣမံဒိဋ္ဌိဤငါယူနေကြဖြစ်တဲ့သတ္တတဒိဋ္ဌိကိုဣဒံမေဝသစ္ဆံငါရဲ့သတ္တတအယူသာမှန်ဤအဉ္ဉအယူမှတပါဥစ္စေတဒိဋ္ဌိဧကိစ္စသတ္တတဒိဋ္ဌိရှိသည်မောဂံအချင်းဤအလကားပဲဣတိဤသို့ဣမံဒိဋ္ဌိဤငါရဲ့သတ္တတအယူကိုသာမသာအာရှိတအားပရမတာမှားသောအဖြစ်32ရက်အဘိနိဝိဒမလွတ်နိုင်အောင်နှလုံးသွင်း၍ဟောရသည်ငါပြော၍နေညာအားလိခက်တင်လည်းဘယ်လိုနည်းနဲ့မှငါအယူဟုတ်လားမလွတ်ဘူးဆိုတဲ့အနေနဲ့ငါအယူသာမှန်กว่าကျန်တဲ့ဥစ္စေတဧကိစ္စသတ္တတတွေအကုန်အမှားကြီးဟာအဲ့ဒီလိုငါကအာရှိအာမဲ့တကယ်ဒီမလျှော့တမ်းပြောနေရင်ဒွိဟိမေအဇဝေကဟောလူနှစ်ယောက်နဲ့ငါဆက်မြင်သွားဘယ်လိုလူနှစ်ယောက်ယောဇာယံသမနောဝါပြမနောဝါဧဝံဝါဒီဧဝံဒိဋ္ဌိသဗ္ဗမေနခမတိတိသဗ္ဗမေနခမတိအကုန်လုံးကိုငါလည်းမခံဘူးဆိုတဲ့ဥစ္စေတအယူရှိသောသမဏဗျာမဏပုဂ္ဂိုလ်တူယောဇာယံသမနောဝါပြမနောဝါဧဝံဝါဒီဧဝံဒိဋ္ဌိသဗ္ဗံဧကိသံမေခမတိဧကိသံမေနခမတိတိတချို့ကငါလက်ခံတယ်တချို့ကငါလက်မခံဘူးဆိုတဲ့ဧကိစ္စတတ္တတအယူရှိကြတဲ့ယဟန်ဘုံနာတလူအဲ့ဒီလူနှစ်စုနဲ့ဣငေဟိအတ္တတိဟိဝေကဟောဣမေဟိဒွိဟိဤလူနှစ်စုတို့နဲ့ဝေကဟောအချင်းချင်းဆက်မြင်ဘက်ကယူမှုသည်အတ္တဖြစ်လေရ၏ငါနဲ့ဟိုလူနှစ်ယောက်နဲ့တော့ဧကံကငါကသဗ္ဗမေခမတိအကုန်လုံးကိုကျုပ်လက်ခံတယ်ဟိုလူနှစ်ယောက်တယောက်ကအကုန်လုံးကိုကျုပ်လက်မခံဘူးဆိုတဲ့လူတချို့ကိုလက်ခံတယ်တချို့ကိုလက်မခံဘူးဆိုတဲ့လူအဲ့ဒီလူနှစ်ယောက်နဲ့ငါနဲ့ဧကံကဆက်မြင်မဖြစ်တော့မယ်ဝိက္ခဟဆက်ကျင်ဘက်ကိုယူနေပြီဝိက္ခေတတိဝိဝါဒောဆက်ကျင်ဘက်ကိုယူနေရင်ဖြင့်တနေ့လူနဲ့ငါနဲ့ညှင်းခုန်ရတော့မယ်ဝိဝါဒဘေးကြီးရောက်တော့ဝိဝါဒေတတိဝိကတော်ဝိဝါဒေသူနဲ့ငါညှင်းခုန်ရသည်တတိရှိတော်ဝိကတော်ငါရဲ့စိတ်ပင်ပိုင်းရင်ဒီဘဝတတိဖြစ်တော်မယ်အေးသူနဲ့ငါနဲ့သာဝိဝါဒဘေးရောက်ရင်တနေ့ငါစိတ်ပင်ပိုင်းရမယ်ဝိကာဒေတတိဝိဟိတာဝိကာဒေငါစိတ်ပင်ပိုင်းမှုဒီတတိရှိတော့ဝိဟိတာကိုရောစိတ်ရောနှခမ်းညွှန်းနေခြင်းဒီဘဝတတိဖြစ်တော်မှာပဲသူနဲ့ကငါညင်းခုန်ရရင်ငါစိတ်ဆင်းရဲမယ်တော်တော်ကြတော့ငါကိုယ်ရောစိတ်ရောအကုန်လုံးမလွတ်ချင်အောင်ညှိုးနေသွားတော့မယ်ဣတိသောဝိကဟိသဝိဝါဒေသဝိကာတေသဝိဟေတေသအတ္တလိသံပတ္တမနောတံစေဝဒိဋ္ဌိနာကနာတိအင်းညင်းတံစေဝဒိဋ္ဌိပတ္တတိအင်းညင်းသာဒိဋ္ဌိနာဥပါဒါယဒိဋ္ဌတိအဲ့ဒီဝဒနာအနွယ်၌ဖြစ်တော်တကားပရပိုင်ဤသို့တွင်ထိုဉာဏ်ပညာရှိတဲ့သတ္တတအယူသမားဟာမိမိရဲ့သတ္တတဒိဋ္ဌိကိုအစွဲအမြဲလက်ခဲတင်နဲ့မစွန့်မဲ့ယူနေရင်ဥစ္စေတဒိဋ္ဌိသမားဧကိစ္စဥစ္စေဧကိစ္စသတ္တတအယူသမားဒီလူနှစ်ပါးနဲ့ဆန့်ကျင်မှာညှင်းခုန်ရမှာဟုတ်လားညှင်းခုန်လို့စိတ်ပန်းနာညှင်းခုန်လို့ကိုယ်ရောစိတ်ရောနွမ်းတာဒီအပြစ်တွေမိမိကိုယ်၌မြင်ပြီးဆိုလို့ရှိရင်မိမိယူရင်းတွေရှိတော့တက္ကတဒိဋ္ဌိကိုလည်းစွန့်လိုက်ကြောအချခ
ဥစ္စေဒဒိဋ္ဌိဧကိစ္စသတ္တတဒိဋ္ဌိဆိုတဲ့အချအယူတစ်ပါးကလေးတဲ့သူမယူတော့ဘူးမဆက်လန်းတော့ဘာလဲသတ္တတယူရင်ဥစ္စေဒနဲ့ဧကိစ္စသတ္တတနဲ့ဘယ်ဥစ္စေဒယူရင်သတ္တတနဲ့ဧကိစ္စသတ္တတနဲ့ဘယ်ဖြစ်လဲဧကိစ္စသတ္တတယူတဲ့လူကလည်းပဲသတ္တတဒိဋ္ဌိနဲ့ဥစ္စေဒဒိဋ္ဌိဒီလူနှစ်ယောက်နဲ့ဘယ်ဖြစ်ရအဲ့ဒါကိုမြတ်စွာဘုရားကစိတ်ရှည်လက်ရှည်ဒန္တရာဧတိဝတနာယေတိသမဏဗျာမနာဧဝံဝါတိနောဧဝံဒိဋ္ဌိနောသဗ္ဗမိနခမတိတိအဲ့ဒီဝိသနာအနွယ်နဲ့ဖြစ်တော်တရားပရပိုက်ခဂါတို့လိုအကျဉ်းသမဏဗျာမနာအမိကံပုဂ္ဂိုလ်တို့သည်အကုန်လုံးကျလို့လက်မခံဘူးလို့ဥစ္စေဒအယူရှိကြ၏တထာဝေယုပုရိသောဣတိပတိတံစိတ်ခတိဥစ္စေဒအယူရှိကြတဲ့သမဏဗျာမနာမြောင်များစွာတို့အနဲ့ဉာဏ်ပညာရှိတဲ့အနည်းငယ်မြတ်သောစောစောကပုဂ္ဂိုလ်များတော့ဟောဒီလိုစဉ်းစားတယ်ဟဲ့နဲ့ယာခောမေအယံဒိဋ္ဌိသဗ္ဗမေနခမတိတိအကုန်လုံးပြုတ်လက်မခံဘူးဆိုတဲ့ငါနဲ့အကျဉ်ဥစ္စေဒဒိဋ္ဌိတွေရှိတိမင်စေမေဒိဋ္ဌိဓမ္မသာပရမသာပိနိဝိကဝောဟရိယံဣဒံမေဝသစ္စာမောဂမဉ္ဇံတိငါရဲ့ဒီဥစ္စေဒဒိဋ္ဌိကိုငါအယူသာမှန်နဲ့သတ္တတဒိဋ္ဌိအယူလဲအချင်းကြီးအလကားဟဲ့ဣတိစ္စသတ္တတဓမ္မလဲအချင်းကြီးအလကားဟဲ့အဲ့ဒီလိုမိမိအယူကိုလိတ်ခဲပြင်းနေသောအပြင်းပြင်းနေတာနှလုံးသွင်းဒီငါပြောနေလို့ရှိရင်ဒီဟိနေအတ္တဝေကောပုဂ္ဂိုလ်နှစ်ယောက်နဲ့ငါဆန့်ကျင်ရတော့မယ်နှစ်ယောက်ကပါလေယောဇာယံသမနောဝါပြမနောဝါဧဝံဝါဒီဧဝံဒိဋ္ဌိသဗ္ဗမေခမတိတိသဗ္ဗမေခမတိအကုန်လုံးလက်ခံနေဆိုတဲ့တက္ကတအယူရှိတဲ့သမဏဗျာမနတစုယောဇာယံသမနောဝါပြမနောဝါဧဝံဝါဒီဧဝံဒိဋ္ဌိဧကိစ္စမေခမတိဧကိစ္စမေနခမတိတိခန္ဓာ၅ပါးရှိတဲ့အနက်ကယူပခန္ဓာကိုသမလုံးဘဝဖြစ်တယ်ဆိုတာလက်ခံတယ်ဝိရณခန္ဓာဖြစ်တယ်ဆိုတာလက်မခံဘူးသင်္ညက်ခန္ဓာဖြစ်တယ်ဆိုတာလက်ခံတယ်သင်္ခါရခန္ဓာဖြစ်တယ်ဆိုတာလက်မခံနိုင်ဘူးစသည်ဖြင့်တဝက်ကသတ္တတတဝက်ကဥစ္စေတာအဲ့ဒီလိုယူတဲ့ပုဂ္ဂိုလ်တွေအဲ့ဒီဣမေဟိအဂတိဝေကောဒီသူနှစ်ဦးနဲ့ငါဆန့်ကျင်ရတော့မယ်ဣတိဝေကဟေတတိဝိဝါဒောဝိဝါဒေတတိဝိကာတောဝိကာတေတတိဝိဟေသာဤသို့နဲ့ဆန့်ကျင်မဲ့ဖြစ်ရင်ညင်ခုံရရင်ငါစိတ်ဆင်းရဲမယ်ငါစိတ်ဆင်းရဲရင်နောက်ပိုင်းကြတော့ကိုယ်ရောစိတ်ရောညွန့်ကုန်တော့မှာပဲဣတိသောဝိဝါဝိကဟိသဝိဝါဒေသဝိကာတင်္စဝိဟေတင်္စအတ္တနိသံပတ္တမာနောမိမိအပေါ်၌ကြာရောက်မဲ့ဝိကဟာဆန့်ကျင်တဲ့အယူကိုယူခြင်းဝိဝါဒမြင်ခုံခိုက်ရန်တကားပြောခြင်းဝိကာဒရင်းလို့ဆန့်ကျင်ရလို့စိတ်ပန်းခြင်းဝိဟေသာရင်းလို့ဆန့်ကျင်ရတဲ့ကိုယ်ရောစိတ်ရောမလှုပ်ခြင်းမကိုင်းခြင်းညွတ်နေခြင်းဒီအပြစ်တွေသူမြင်လာအဲ့ဒီလိုမြင်လာပြီဆိုရင်အတ္တနိသံပတ္တမနောတင်စေဝဒိဋ္ဌိပဇာတိထိုယူရင်းစွဲဖြစ်တဲ့ဥစ္စေဒအယူကိုလည်းစွန့်ဖြစ်တယ်အင်းရင်းစဒိဋ္ဌိနဥပါဒိယတိအခြားမိစ္ဆာအယူလည်းပဲမစွဲယူတော့ဘူးတဲ့ပါရမီရှိတယ်နော်ဒီကနခပရပိုက်ကဥစ္စေဒအယူရှိရင်းတဲ့အမှတ်ဒီတရားမှာမြတ်စွာဘုရားကဒီကနခလို့မြတ်စွာဘုရားကြီးမခေါ်ရဘူးရှိတော့လက်သေးရှိတဲ့အကောင်ကြီးဆိုလို့ရှိရင်ဒါဆဲတာနဲ့အတူတူပဲဟုတ်လားအဝါပေါ့လေဒါတိနာမဘုဒ္ဓကမ္မံသိပ္ပံအာဘာဒလင်္ကိကအသွင်အပြင်ကဟုတ်လားဒီလင်္ကိကအသွင်အပြင်လူပုံနဲ့ကြည့်ပြီးတော့ဆန့်ရှိကောင်းဘူးဗမာ
လက်သက်ရှည်ကောင်းကြီးဆိုတာဒါလင်္ကဆေးရည်မျိုးလိုတမျိုးဖြစ်မြတ်စွာဘုရားကသူ့ရဲ့အငြိမ်နဲ့ချီးကျူးမြောက်မြောက်ခေါ်အဲ့ဒီဝဒနာမစင်စားကြည့်ငုံတို့လိုဥစ္စေတဒိဋ္ဌိအယူရှိကြတယ်မြောက်များလှကြွားသောသမဏဗျာမဏတွေမှာတဲ့သောတော်ကငါဘုရားပြောခဲ့တဲ့အတိုင်းမိမိမိစ္ဆာအယူကိုစွန့်တဲ့ပုဂ္ဂိုလ်ကသိနေတယ်အဲ့ဒီသိနေတယ်ဆိုတဲ့ပုဂ္ဂိုလ်ကပညာရှိတဲ့အနည်းငယ်မြတ်သောလူမျိုးစုပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်ပညာရှင်များကတော့ဟောဒီလိုစဉ်းစားတယ်ဟဲ့နဲ့အိုးငါရဲ့ငါရဲ့ဥစ္စေတအယူကိုဟံငါအယူကမှန်တယ်ဟိုလူရဲ့သတ္တတအယူအမှားဟိုလူရဲ့ဧကိစ္စသတ္တတအယူအလကားအဲ့ဒီလိုသူမြတ်ဟာတော့အမှားအလကားငါဟာတော့မှန်တယ်လို့တကတဲ့စွမ်းစွမ်းတမန်ငါနှလုံးသွင်းတာလေဒိဋ္ဌိနဲ့နှလုံးသွင်းပြီးတော့လက်ခဲတင်းနဲ့မစွန့်ဘဲနဲ့မိမိအယူကိုသာပြောဆိုနေရင်ဟိုလူတစ်ယောက်နဲ့ငါအညမြင်ညဝိရုဒ္ဓဂါဟအချင်းချင်းဆန့်ကျင်တဲ့အယူယူတဲ့ပုဂ္ဂိုလ်ဖြစ်ရတော့မယ်ဝိရုဒ္ဓဂါဟဝိဂဟဖြစ်ခဲ့လို့ရှိရင်ဝိဝါဒဆန့်ကျင်စကားပြောရတော့မယ်ဆန့်ကျင်စကားဝိဝါဒပြောရလို့ရှိရင်စိတ်ပင်ပန်းတော့မယ်ဝိခါဒစိတ်ပင်ပန်းလို့ရှိရင်ကိုယ်ရောစိတ်ရောနွားပြီးလူကိုမလှုပ်ချင်တဲ့အခြေအနေပေါက်ရောက်တော့မယ်အေးပြအဲ့ဒီလိုဉာဏ်ပညာရှိတဲ့ပုဂ္ဂိုလ်ကတော့မိမိရဲ့ဥစ္စေတဒိဋ္ဌိအယူမှားကြီးအတွက်မိမိအပေါ်မှာကြာရောက်လာတဲ့ဝိကဟဘေးဝိဝါဒဘေးဝိဃာတဘေးဝိဟိန္ဒဘေးအဲ့ဒီဘေးကြီးရန်ကြီးများကိုမြင်ပြီးတော့မိမိလက်ရှိဥစ္စေတအယူကိုလည်းဆွန့်လိုက်တယ်ကွယ်ဥစ္စေတအယူယူရင်ကျန်တဲ့ပုဂ္ဂိုလ်နှစ်ဦးနဲ့ဝိကဟဝိဝါဒဝိခန္ဓဝိဟိန္ဒဒီလေးခုဆင်းရဲဒုက္ခလေးမျိုးရောက်မှာအမှန်ပဲအဲ့ဒါကြောင့်ဥစ္စေတအယူကိုလည်းဆွန့်လိုက်ဟိုဒါဆွန့်ပြီးတော့သတ္တတဒိဋ္ဌိသတ္တတသွားယူကြတယ်ဥစ္စေတဧကိစ္စသတ္တတနဲ့ဆက်မြင်အောင်ဟင်တခါဧကိစ္စသတ္တတသွားယူရင်လည်းသတ္တတဓမ္မဥစ္စေတဓမ္မနဲ့ဆက်မြင်အောင်အဲ့ဒါကြောင့်ကြံတဲ့အယူနှစ်ပါးလည်းမယူမိမိယူထားတဲ့ဥစ္စေတဒိဋ္ဌိအယူလည်းစွန့်ပစ်လိုက်တယ်ဟေးအဲ့ဒီဝဒနာမြတ်စွာဘုရားပြောတော့ပြောတာကိုကဉာဏ်စကားပြောတာမဟုတ်ဘူးနော်မြတ်စွာဘုရားကအမှန်စကားကိုပြောတယ်တကယ်မဟာကရုဏာပြဋ္ဌာန်းပြီးတော့အေးအေးချမ်းချမ်းပြောတယ်အဲ့ဒီဝဒနာခေါ်တဲ့ဒီကနကဗရပိုက်ကိုနှိပ်ပြီးတော့ညှစ်ချိုးမှုချိုးတလုံးမှမပြောဘူးဘုရားဟောဒီလိုသဘောရှိတယ်ဟိတရားသဘောပြောလိုက်တော့လေမဟာကရုဏာပြဋ္ဌာန်းပြီးတကယ်အကျိုးလိုလားသောစိတ်နဲ့မြတ်စွာဘုရားဟောတာပြောတာဖြစ်တော့အဲ့ဒီဝဒနာလို့ဘုရားကချီးကြီးမြောက်မြောက်အနွယ်နဲ့အခေါ်ခံရတယ်ဒီကနခဗရပိုက်ဟာဘယ်လိုဖြစ်အထကထာကမှတ်ချက်ပေးသောဟိပရိစ္ဘာသကောဟိမှန်ဤသောပရိစ္ဘာသကောထိုဒီကနခဗရပိုက်သည်ဤနံဓမ္မံသုတ္တဝါဤဒိဋ္ဌိဝိနိဝေထနာကထာတရားစကားဉာဏ်နာရသည်ရှိသောဝါဉာဏ်နာရသောကြောင့်နေငါအဖို့ယံဝိကဟာတိဟိဆန့်ကျင်သောအယူယူခြင်းဆန့်ကျင်စကားပြောကြားခြင်းစိတ်ပင်ပန်းခြင်းကိုယ်စိတ်လွန်ခြင်းတည်းဟုသောအပြစ်၄ပါးတို့ဖြင့်ကိမ့်ပါအကျိုးရှိအံ့ဤဘုရားဟောတဲ့အတိုင်းဒီဥစ္စေတဒိဋ္ဌိအယူကြီးတာဆွဲယူနေရင်ငါရမယ်ရလက်ကဝိကဟဟိုပုဂ္ဂိုလ်မြောက်နဲ့ဆန့်ကျင်ခြင်းဝိဝါဒအဲ့ဒီပုဂ္ဂိုလ်မြောက်နဲ့နေငင်းခုံရငင်းခုံဝိဝါဒဟာသာသနာကဘေးပဲသမက်ကမဖြစ်ဘူးတခါဝိကဟဝိဝါဒဖြစ်ရင်စိတ်ပင်မနီစိတ်ရောကိုယ်ရောနှစ်ပါးသလုံးငါးနီဘာကောင်းလို့ရှိသေးတခုမှကောင်းလို့မရှိဘူးတဲ့မေနအဖေယံဝိကဟာတိနာဆန့်ကျင်သောအယူကိုယူခြင်းဆန့်ကျင်စကားပြောကြခြင်း
စစ်ပင်ပန်းခြင်းကိုစိတ်နှစ်ပါးနွယ်နေခြင်းတည်းဟူသော